မင်္ဂလာပါစနေနေ့သားသမီးများအတွက်2026ခုနှစ်မတ်လတလတာကန်စာတာဟောစရန်ဖြစ်ပါတယ်စနေနေ့သားသမီးများဟာဆိုရင်ဖြင့်ယခုမတ်လတလတာကာလအတွင်းမှာအချစ်ရေကန်အထူးကောင်းမွန်ပြီးစံလွန်ပွန်နေတတ်တဲ့ကာလဖြစ်ပါတယ်မိမိချစ်သူရဲ့ချစ်ခင်ယူရမှုကိုရရှိနိုင်ပြီးစိတ်ချမ်းသာပျော်ရွှင်ရမယ့်ကာလဖြစ်ပါတယ်စနေအဆုံးအမည်ရှင်များကတော့အခြေအနေမှာအနည်းငယ်စိတ်ညစ်စရာများကြုံတွေ့ရနိုင်တဲ့ကာလဖြစ်ပါတယ်ယခုတလတာကာလအတွင်းစနေသားသမီးများဟာပညာရေးမှာအလွန်ကောင်းမွန်နေတဲ့ကာလဖြစ်ပါတယ်ဂရိတ်တွဲဖြည့်ဆို့ကြမဲ့သားငယ်သမီးငယ်များကိုယုံကြည်မှုရှိနဲ့ရဲဖြည့်ဆို့ကြဖို့လိုအပ်ပါတယ်စနေတနင်္လာအဆုံးစနေအင်္ဂါအဆုံးစနေတောက်ကြအဆုံးအမည်ရှင်များကတော့ပုံမူကြိုးစားပေးဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်စနေနေ့သားသမီးများအနေနဲ့ယခုမတ်လတလတာမှာအလုတ်အကိုင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်တတ်သလားရံများအတိုက်ခိုင်များတဲ့ကာလလည်းဖြစ်တာမို့အတိုက်ခိုင်များနဲ့အခက်ခဲများကိုဇွဲသိခံမှုများနဲ့ကြော်ဖြတ်ပြီးအောင်မြင်မှုများကိုအရယူတဲ့ကာလဖြစ်ပါတယ်ကြာတာပရိနံတင်လုပ်ငန်းများဖြစ်တဲ့ပွဲစားလုပ်ငန်းများမြေယာနဲ့ပတ်သက်တဲ့လုပ်ငန်းများဖုံးရောင်းဝယ်ရေးလုပ်ငန်းများနဲ့အခြားကြာတာပရိနံတင်လုပ်ငန်းလုပ်ကိုင်းသူများအနေနဲ့တတိထားပြီးလုပ်ကိုင်းတဲ့ကာလဖြစ်ပါတယ်အင်္ဂါနံတင်ပစ္စည်းများဖြစ်တဲ့ဆန်းဆေးမှအစပြုပြီးဈေးဆိုင်လုပ်ငန်းများနဲ့ပြဿနာနည်းငယ်ရှိတာမှလွယ်ပြီးအကျိုးကျေးဇူးဖြစ်ထွန်းနိုင်တဲ့ကာလဖြစ်ပါတယ်တောက်ကြကျိုရဲ့ကရကလုပ်ငန်းများဖြစ်တဲ့ပျော်ပွဲစားလုပ်ငန်းများဖြောဖြေရေးလုပ်ငန်းများKTV ကဲ့သို့သောလုပ်ငန်းများလုပ်ကိုင်သူများအနေနဲ့ကတော့ပြဿနာသေးလေးကနေအကြီးကြီးဖြစ်သွားတဲ့ကာလဖြစ်လို့အထီးသရုပ်ပြည့်တဲ့ကာလဖြစ်ပါတယ်စနေကြာသာပရိအဆုံးအမည်ရှင်များကယခုတလတာမှာအလုတ်အကိုင်းပုံမခက်ခဲနိုင်လို့ပုံမကြိုးစားအထောက်အမဲ့ကာလဖြစ်ပါတယ်စနေသားသမီးများအနေနဲ့ယခုတလတာငွေရေးကြီးအနေနဲ့ဝင်ငွေများမှာလဲအတော်အသင့်များပြနိုင်သလိုထွက်ငွေကလည်းကြံဖန်ပြီးထွက်ပေါက်ရှားကြံပြီးပြန်ထွက်တဲ့ကာလဖြစ်ပါတယ်စနေအင်္ဂါအဆုံးအမည်ရှင်များနဲ့စနေတောက်ကြအဆုံးအမည်ရှင်များကတော့ဝန်တဲ့ငွေထပ်ထွက်ဖို့အသင့်ပြင်နေတဲ့ငွေကပုံမှန်များပြနေတတ်တဲ့ကာလဖြစ်ပါတယ်စနေနေ့သားသမီးများအနေနဲ့သူတစ်ပါးကိုငွေချေးရင်ဆုံးတက်တောင်းကခတ်တတ်တဲ့ကာလဖြစ်လို့ငွေကြေးကိုစနေတကြစီမံခန့်ခွဲတဲ့ကာလဖြစ်ပါတယ်စနေသားသမီးများယခုတလတာကျမ်းမာရေးမှာဆိုရင်ဖြင့်သေးငယ်တဲ့အကျော်ယောဂခါကိုက်ခါနာတာနဲ့မျက်စိအာရုံကြောအားနေတတ်တာဝမ်းရင်လေးပြည့်လေးခဲဖြစ်တာတွေကလွယ်ရင်အများစုကောင်းမွန်နိုင်ပါတယ်ယောဂကြီးမားမှာဖြစ်ဖို့ကတော့အခွင့်အလမ်းအင်မတန်နဲ့ပါပါတယ်အများစုကျမ်းမာရေးကောင်းမွန်ပါမယ်စနေနေ့သားသမီးများရဲ့ယခုတလတာအိမ်ထောင်ရေးကံမှာဆိုရင်ဖြင့်အားနည်းနေတဲ့ကာလဖြစ်ပါတယ်အိမ်ထောင်ဘက်အတွက်အိမ်ထောင်ဘက်ကြောင့်စိတ်တော့ကရောက်ရတာတွေတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့တတ်တာတွေစိတ်သဘောထားခြင်းမတိုက်ဆိုင်တာတွေအိမ်ထောင်ရေးမှာဆွေမျိုးများနှောင့်ယှက်တတ်တာတွေကြောင့်ရရနဲ့ကာကွယ်တဲ့ကာလဖြစ်ပါတယ်သားသမီးအရေးမှာဆိုရင်ဖြင့်သားအတွက်အနည်းငယ်ပူပန်းလာတာကလွယ်ရင်ကောင်းမွန်နိုင်တဲ့ကာလဖြစ်ပါတယ်အဝေးရောက်သမီးရှိသူများသမီးရဲ့အကျိုးကျေးဇူးကိုအထူးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်စနေနေ့သားသမီးများအနေနဲ့ယခုတလတာကာလဟာနိုင်ငံခြားကအထူးကောင်းမွန်နေတဲ့ကာလဖြစ်ပါတယ်နိုင်ငံခြားကိုထွက်ခွာဖို့ကြိုးစားနေကြတဲ့စနေသားသမီးများကံရဲ့အထောက်အပံ့ကံကြမ္မာအခွင့်အလမ်းကောင်းများကိုရရှိနိုင်တဲ့ကာလဖြစ်ပါတယ်ခရီးသွားလာရေးနဲ့အသက်မွေးကြတဲ့စနေသားသမီးများအနေနဲ့ယခုတလတာကာလဟာအခက်အခဲနဲ့ပူပန်မှုများတွေ့ရှိရနိုင်တဲ့ကာလဖြစ်တာကြောင့်အစအရာမှာအဆင်ပြေအောင်ရပြုပြင်တဲ့ကာလဖြစ်ပါတယ်ယခုတလတာအတွင်းမှာဖရာအမှုရှိတဲ့တန်ဃာတော်တွေသီလရှင်တွေကိုကြံရည်လှူဒန်းပေးခြင်းဖြင့်လဲကံကြမ္မာကောင်းများကိုရရှိနိုင်ပါတယ်နန်းနဲ့6နာရီမှ7နာရီအတွင်းမှာငှက်စားခိုးစားငါးစာများချွေးပေးခြင်းဖြင့်ကောင်းမွန်တဲ့ကံကြမ္မာကောင်းများကိုပုံမပိုင်ဆိုင်ရရှိနိုင်ပါလိမ့်မယ်။စနေသားသမီးများတွေအတွက်2026ခုနှစ်မတ်လတလတာကန်စာတာဟောစရန်ဖြစ်ပါတယ်။စနေသားသမီးများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။